မိုက်ကယ်ကားရဲ့လောက်မှာဗျာအသင်းကလက်ရှိချိန်ထိလည်းအမြင့်ကိုပြန်တန်းနေတော့မယ်ဆိုတော့ကျွန်တော်အဲ့လိုပြောရင်ဒါညင်မဲ့သူလည်းရှိမယ်လို့ကျွန်တော်မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီမိုက်ကယ်ကားရဲ့လောက်မှာအသင်းရဲ့9ပွဲကစားပြီးသွားတဲ့အချိန်မှာကျွန်တော်တို့6ပွဲနိုင်တပွဲတည်းဆိုတဲ့ဒီရလက်ကိုယူနိုင်ခဲ့တယ်။ဆိုတော့အမြင့်ဆုံးဒီ21မှတ်ရတဲ့အထက်ကနေပြီးတော့ကျွန်တော်တို့19မှတ်တီရယူနိုင်ခဲ့တယ်။ပြီးတော့ဒီ2026ထဲမှာဆိုရင်လည်းဒါရှုံးဝဲမရှိသေးတော့အသင်းတင်းဖြစ်တယ်။ဆိုတော့အသင်းကတော့လက်ရှိချိန်ထိလည်းအမြင့်ကိုပြန်တန်းနေတော့မယ်။ပြီးတော့အဲ့လိုအသင်းနဲ့အတူပဲဒီထပ်ပြီးတော့ live ပါစီးမျောနေတဲ့ကစားမတယောက်လည်းရှိရဲ့။သူကတော့ဒီ Sesco ပေါ့ဆိုတော့ကျွန်တော်အသင်းဒီနိုင်ပွဲတွေရနေတဲ့အချိန်မှာဆိုရင်ဒါကျွန်တော်အသင်းဖန်တွေအတွက်လည်းစိတ်ချမ်းသာစရာအကောင်းတယ်ဆိုတော့ကျွန်တော်ဒီနေ့ Michael Carey ရဲ့ဒီလက်အောက်ဗျာကျွန်တော်တို့အသင်းရဲ့အကြောင်းဒီအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်မိတဲ့အချက်တွေကိုဒီနေ့ညီကိုဝေနဲ့အတူတူ sharing လုပ်သွားခြင်းတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်မြင်မိတဲ့ပထမဆုံးတစ်ချက်ကနံပါတ်1အချက်ကဗျာ Michael Carey ကဒါကျွန်တော်တို့တွေးထားတာထက်ကိုပို့ပြီးတော့ကြုံလုံးအောင်လုပ်ပြနေတယ်ဒါကျွန်တော်တို့ခံမထားတဲ့အရာတွေပါလုပ်ပြနေရလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကျွန်တော်အမှန်တိုင်းဝင်ခံရရင်ဗျာဒီ Ruben Amorim ထွက်တဲ့အချိန် Michael Carey ဝင်လာမယ်ဆိုတဲ့အချိန်တုန်းကကျွန်တော်တွေးမိတာအသင်းကဒီ Michael Carey ရဲ့လက်အောက်မှာအပြောင်းလဲတစ်ခုခုတော့ဖြစ်မှာဒါပေမဲ့ဒီလောက်ကြီးထိဟိုပြောင်းလဲသွားမယ်ဆိုတာမျိုးတော့ကျွန်တော်မတွေးထားမိဘူးဒါပေမဲ့ကျွန်တော်မှလည်းမဟုတ်ဘူးဗျာဘယ် United fan မှလည်းအဲ့လိုမျိုးတွေးထားမယ်လို့တော့မထင်ဘူးဒါပေမဲ့ Carey ကတော့ကျွန်တော်မတွေးထားတဲ့အရာတွေကိုလက်ရှိချိန်ထိလုပ်ပြနေတယ်ဒါပေမဲ့ Carey နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးစပြီးတော့ခံစားမိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကျွန်တော်ဒီစပါးအသင်းကိုအနိုင်ရခဲ့တဲ့အချိန်ဗျာဒီစပါးအသင်းကိုကျွန်တော်တို့အနိုင်ရတဲ့အချိန်မှာကျွန်တော်တို့က၄ပွဲဆက်အနိုင်ကိုပုံဖော်ခဲ့နိုင်တယ်ဆိုတော့အဲ့အချိန်တုန်းကကျွန်တော် Michael Carey နဲ့ပတ်သက်ပြီးတော့ခံစားမိတာဒီ Carey အနေနဲ့အသင်းကိုကျွန်တော်တို့အခြေအနေတစ်ခုထိရအောင်တော့ဆွဲတင်ပေးနိုင်တော့မယ်ဆွဲတင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ဒီခံစားချက်မျိုးကိုရတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်ကျွန်တော်အသင်းကဒီပထမပိုင်းအားနေတဲ့ပုံစံတွေလည်းရှိသေးတယ်ဆိုတော့ဒီနောက်ဆုံး၃ပွဲဆက်တိုက်ပြဒီ Waham တို့ Everton တို့ Crystal Palace တို့နဲ့ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်အသင်းဒီတာထွက်ဆတဲ့ပုံစံကတော်တော်လေးအားနေတယ်ဆိုတော့တန်ဖိုးအရလည်းတော်တော်လေးနှေးသလို quality အရလည်းလုံလောက်မှုမရှိဘူးဒါပေမဲ့အသင်းကအရင်ကပုံစံနဲ့မတူတော့တာကျွန်တော်အဲ့လို struggle ဖြစ်တဲ့ပွဲတွေအသင်းကရုန်းကန်ရတဲ့ပွဲတွေမှာတောင်မှဒီ result အရကောင်းအောင်ယူနိုင်တယ်အမှတ်တွေရအောင်ယူနိုင်တယ်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်အသင်းကဒီ Michael Carey ရဲ့လက်အောက်မှာ grow ဖြစ်လာနေတယ် Carey ရဲ့ coaching impact ကလည်းကောင်းကောင်းပြနေတယ်ဆိုတာကိုကျွန်တော်တို့မြင်ရတယ်လက်ရှိချိန်မှာဆိုရင်လည်းဗျာဒီအသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ Carey နဲ့ပတ်သက်ပြီးတော့ဒါအမြဲတမ်းယာရုအတွက်လည်းတခုခုစဉ်းစားနေမယ်လို့ကျွန်တော်တို့ထင်တယ်တကယ်လို့ Carey ဒါလက်ရှိဖောင်ကိုယာစီကုန်ထိပြနိုင်မယ်ဆိုရင် Michael Carey ကဒီအသင်းရဲ့ဒီအမြဲတမ်းဒီပြယာရုကိုရသွားနိုင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာဆိုတော့ကျွန်တော်အသင်းကလက်ရှိချိန်မှာဆိုရင်ဒါအဆင့်3က Aston Villa ရဲ့နေရာကိုကျွန်တော်လုပြီးတော့ယူနိုင်ခဲ့လိုက်တယ်ဆိုတော့ Aston Villa ကဒီနောက်ဆုံး9ပွဲမှာသူတို့အသင်းကတပွဲပဲအနိုင်ရရှိခဲ့တယ်သူတို့အဲ့မှာအမှတ်တွေတောက်လျှောက်ဆုံးရှုံးနေတဲ့အချိန်မှာကျွန်တော်အသင်းဒါကိုလုံးဆရာရှိအောင်အကောင်းဆုံးလုပ်ပြီးတော့လက်ရှိချိန်မှာ Aston Villa နဲ့ရမှတ်တူ9ကွာချချက်နဲ့ကျွန်တော်အဆင့်3နေရာထိရောက်လာတယ်ဆိုတော့အသင်းရဲ့ standard အရာကြည့်ရင်ဒါကြီးကလုံလောက်မှုရှိမနေသေးရတော့မှန်ပေမဲ့လည်းဆိုတော့အသင်း struggle ဖြစ်နေတဲ့အချိန်မှာရောက်လာတယ်ကားတွေရောက်လာတယ်ဆိုတော့လက်ရှိဒီနေရာထိရအောင်လုပ်ပေးထားနိုင်တာကိုကြည့်မယ်ဆိုရင်တော့ကားတွေရဲ့လက်အောက်အသင်းတိုးတက်လာတဲ့ပုံစံကဒါကျွန်တော်လုံလောက်တယ်လို့ပြောလို့ရတယ်ဆိုတော့နံပါတ်1အချက်အနေနဲ့ကတော့ Carey ကကျွန်တော်တို့ဒီတွေးထားတာထက်ကျွန်တော်တို့မျှော်လင့်မထားတဲ့ထက်ကိုပို့ပြီးတော့ကြုံလုံးအောင်လုပ်ပြနေရလို့ကျွန်တော်တို့မြင်တယ်နံပါတ်2အချက်ကဗျာကျွန်တော်အသင်းမှာပျောက်ဆုံးနေတဲ့ဒီ Brover number 9 row ကိုပြန်ပြီးတော့ပုံဖော်ပေးနိုင်တယ်ဆိုတော့ကျွန်တော်အဓိကပြောချင်တာဒီ Sesco ရဲ့အကြောင်းပဲဆို Sesco ကနောက်ဆုံး4ပွဲမှာသူ4ဂိုးသွင်းယူခဲ့တယ်ဆိုတော့အဲ့4ဂိုးမှာဆိုရင်3ဂိုးကသူ bench ကနေလာပြီးတော့သွင်းတယ်တကူကကျတော့သူကိုယ်တိုင်ပွဲထက်လာပြီးတော့သွင်းတယ်ဆိုတော့အဲ့ဒီ Crystal Palace နဲ့က heading ကိုကြည့်မယ်ဆိုရင်ကျွန်တော်ကတော့အဲ့ heading ကိုတော်တော်လေးကြိုက်တယ်ဘာလို့လဲဆိုသူ့ရဲ့ဒီ heading quality ကိုကောင်းကောင်းကြီးပြနိုင်တယ်လို့မြင်ရတယ်အဲ့ဂိုးကဒီ Bruno Fernandes cross ပေးလိုက်တဲ့အချိန်မှာပြိုင်ဘက် defender ကသူဒီ ball လုံးကိုအေးအေးရှင်းနိုင်တော့မယ်ဆိုတဲ့ movement မျိုးသူ့ရဲ့ feeling မျိုးကိုမြင်ရဗျာဒါပေမဲ့ Sesco ကဒီသူ့ရဲ့ဒီအရွေးတစ်ခုကိုလုပ်ပြီးတော့ရှေ့ကနေဖြတ်တိုက်သွားတဲ့ခေါင်းတိုက်ချက်ရောဒီနေရာဖြတ်ယူသွားတဲ့ပုံစံရောတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဆို Sesco ကဒီ Carey ရဲ့လက်အောက်မှာတိတိတတ်ပြောင်းလဲလာတယ်ဆိုတော့ Sesco ကအမှန်တိုင်းပြောရင်ဒီပထမရာသီဝက်မှာတော်တော်လေး struggle ဖြစ်နေတဲ့ကစားသမားလို့ပြောလို့ရတယ်ဆိုတော့ Sesco အခုလိုပြောင်းလဲလာတာ Carey ရဲ့ဒီ man management နဲ့လည်းဆိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ Carey စရောက်တဲ့အချိန်တွေကိုပြန်သွားပြီးတော့ကြည့်မယ်ဆိုရင် Carey ကဒီ Sesco အသင်းရဲ့ဝေဖန်မှုတွေအောက်ကနေပြီးတော့ခဏလွတ်အောင်ဒီ spotlight ကနေဖယ်ခဲ့လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အဲ့ဒီအစားဒီ Premier League experience အတွေ့အကြုံရှိတဲ့ကွန်ညာတို့ Embomo တို့သူတို့နေရာယူခိုင်းတယ်ဝင်ခံခိုင်းတယ်ပြီးမှသူ့ကို bank ကနေပြီးတော့တဖြည်းဖြည်းနဲ့ယုံကြည်မှုပြန်ပေးလာပြီးတော့နောက်ဆုံးဒါပွဲထက်ခွင့်တွေပါဓာတ်ရိုက်ပေးလာတဲ့ပုံစံမျိုးကိုတွေ့ရတယ် Carey ကခုနောက်ပိုင်းနေမှာဆိုရင် Sesco ကသူ့လူပါဆိုတဲ့ပုံစံမျိုးတွေထိပါဒါ Sesco အပေါ်မှာယုံကြည်မှုပေးထားတာတွေတွေ့ရတယ် Sesco ပွဲထက်ခွင့်ပေးရတာကသူ့အတွက်ခေါင်းခဲတဲ့ပြဿနာတစ်ခုမဟုတ်ဘူးဆိုတာမျိုးကိုလည်းပြောထားတယ်ဆိုတော့ဒီကျွန်တော်အသင်းမှာပျောက်ဆုံးနေတဲ့ဒီ Brover number 9 row ကဒီ Michael Carey ရဲ့ man management အောက်မှာ
ထပ်ပြီးတော့ပေါ်ထွန်းလာနေရလို့ပြောလို့ရတယ်။ဆိုနံပါတ်3အချက်ကကျတော့ကျွန်တော်တို့အသင်းကဒီပထမပိုင်းဖောင်ကတော့မဖြစ်မနေပြင်မှတော့ရမယ်။ကျွန်တော်အသင်း career ရဲ့လက်အောက်မှာတိုးတက်လာတဲ့အပိုင်းလည်းရှိရမှန်းတယ်လို့ဒီတိုးတက်ဖို့လိုနေသေးတယ်ပြင်ဖို့လိုနေသေးတဲ့အပိုင်းတွေလည်းရှိတယ်ဆိုတော့ကျွန်တော်ပြောတယ်နောက်ဆုံး3ပွဲရဲ့အသင်းရဲ့ပထမပိုင်း step ကတော်တော်လေးကိုဝိတယ်ပြီးတော့ဒီ Crystal Palace နဲ့နောက်ဆုံးပွဲမှာဆိုရင်ကျွန်တော်တို့မိနစ်30အတွင်းမှာဆိုရင်ကျွန်တော်တို့အသင်းရဲ့ကစားသမားတွေရတာ normal bet တွေတောင်မှပြန်လွဲလာတဲ့ moment တွေတချို့ထိပါတွေ့ရတယ်ဆိုတော့အဲ့ဟာတွေကကျွန်တော်တို့ပြင်မတော့ရလိမ့်မယ်မိုက်ကယ်ကားရီအနေနဲ့ဆိုတော့ဒီ new နဲ့လာမဲ့အဝေးကွင်းပွဲစဉ်ပေါ့နော်ဆိုတော့ new နဲ့လာမဲ့အဝေးကွင်းပွဲစဉ်ကမိုက်ကယ်ကားရီရဲ့ဒီပထမပိုင်းအားနေနေတဲ့ form ကိုထပ်ပြီးတော့ဆန်းတက်အောင်မဲ့ပွဲလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့အသင်းရဲ့ဒုတိယပိုင်း form နဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်တော်တော်လေးအားရတဲ့အထက်မှာပါတယ်ဒုတိယပိုင်းမှာအသင်းရဲ့ industry ကိုတင်နိုင်တယ်လိုအပ်ရင်လိုအပ်သလိုအပြောင်းလဲလုပ်နိုင်တယ်ပြီးတော့ goal တွေယူနိုင်တယ် result ယူနိုင်တယ်ဆိုတော့နောက်ဆုံး minute တွေမှာနောက်ဆုံး goal တွေယူပြီးတော့ပြန်လာတဲ့ပုံစံတွေကိုကြည့်မယ်ဆိုရင်အသင်းရဲ့ဒီဒုတိယပိုင်း mental ပိုင်းကတော့တော်တော်လေး strong တယ်လို့ပြောလို့ရတယ်never လေးအချက်အနေနဲ့ကတော့ဗျာကျွန်တော်ဒီ Bruno Fernandes ရဲ့ peak form ကိုပြန်ပြီးတော့ဆွဲထုတ်ပေးတာကိုသဘောကျတယ်။နောက်တစ်ခုကဒီ Bruno Fernandes ရဲ့ leadership ပုံစံအနည်းငယ် change သွားတယ်လို့ကျွန်တော်ခံစားရတယ်။ကျွန်တော်ပြောချင်တာက Bruno Fernandes ကဒီ number 10 row မှာကစားရတဲ့အခါကျရင်သူကဘယ်လိုလူမျိုးပါဆိုတော့ကျွန်တော်အများကြီးမေးခွန်းထုတ်ဆရာမလို့ဗျာဒါပေမဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့ထူးခြားမြင်မိတာခုနောက်ပိုင်းကွင်းတွင်းမှာ Bruno Fernandes ရဲ့ behavior တချို့ကတော်တော်လေးပြောင်းလဲလာတယ်ဆိုတော့အရင်ကလို့ဒီစိတ်ပြတ်တဲ့ moment မျိုးတွေအရင်ကြီးမလုပ်တော့သူကိုယ်တိုင်ကလည်းဒီကွင်းတွင်းမှာ lead လုပ်နိုင်ဖို့ကြိုးစားတယ် leadership ပုံစံကောင်းတစ်ခုကိုပြဖို့ရကြိုးစားတယ်ပြီးတော့အသင်းဒီ PR အောက်ရောက်နေတဲ့အချိန်မှာဆိုရင်လည်းသူ့ရဲ့ composure သူ့ရဲ့ယုံကြည်မှုကိုပြနိုင်တယ်ဆိုတော့ Crystal Palace နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဒီ penalty ရတယ်တစ်ဖက်ကတယောက်ထုတ်လိုက်တဲ့အချိန်မှာဒီ D Henderson ကလည်း penalty ဘိုင်းမှာကာကွယ်မှုကောင်းတယ်ဆိုတော့အဲ့လိုအချိန်မှာ Bruno Fernandes အနေနဲ့အနည်းနဲ့အများဒါဟို PR ဝင်နေမလားဆိုတော့ကျွန်တော်တန်တရားတွေရှိခဲ့ကြရဗျာဒါပေမဲ့ Bruno Fernandes ကအကောင်းဆုံးပြတယ်ပြီးတော့နောက်ထပ် assist တစ်ခုကိုလည်းသူ့ရဲ့လှပတဲ့ cross တစ်ခုနဲ့ပြလာတယ်ဆိုတော့ Bruno Fernandes ကဒီ Bruno Fernandes နဲ့ပတ်သက်ရင်ဗျာကျွန်တော်သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးရင်ကျွန်တော်ဘာမှမပြောပေမဲ့ဒီ leadership ပိုင်းနဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်ဘယ်တော့မှမကြိုက်ခဲ့ဘူးဒါပေမဲ့ခုနောက်ပိုင်းအဲ့လိုမျိုး moment တွေမှာသူ့ရဲ့ leadership ပုံစံကအရင်ကြီး strong တဲ့ပုံစံမျိုးမဟုတ်သေးဘူးဆိုရင်တော့မှသူ့ရဲ့ behavior ပြောင်းလာတဲ့ပုံစံကဒါတော်တော်လေးကျွန်တော်သဘောကျတဲ့အထက်မှာပါတယ်ဆိုတော့ Bruno Fernandes ရဲ့ peak form ကိုလည်းဒီ Michael Carrick အနေနဲ့ပြန်ပြီးတော့ဆွဲထုတ်ပေးနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်ဆိုတော့ဒီအချက်တွေကကျွန်တော်မြင်မိရတာထင်ရှားတဲ့အချက်တွေပေါ့ဗျာဆိုတော့ညီကိုတွေအနေနဲ့ရောဒီတခြားဒီ Carrick လက်အောင်မှာတည်တတ်ပြောင်းလဲနေတဲ့အချက်တွေရှိလားခုနကကျွန်တော်ပြောတဲ့အတင်းပထမပိုင်းအားနေတဲ့ form ကတော့ကျွန်တော်ပြင်ရမယ်နောက်လာမယ့်အဝေးကွင်းပွဲစဉ်တွေကပို့ပြီးတော့ခက်ခဲနိုင်တယ်ဒါပေမဲ့လက်ရှိ Carrick လောက်ပြထားတဲ့အရာတွေကိုကြည့်မယ်ဆိုရင် Michael Carrick အနေနဲ့ဒါအမြဲတမ်းနီးပြရာတို့အတွက်အဆင်သင့်ဖြစ်နေပြီလားအဆင်သင့်မဖြစ်နေဘူးလားအဲ့လိုအကြောင်းအရာတွေကိုလည်းညီကိုတွေကျွန်တော်နဲ့အတူဆွေးနွေးသုံးသပ်ပေးသွားခဲ့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်